မင်္ဂလာပါနော်အဲ့မှာမချိုင်ဝေလာမှာကိုရင်လေးကြွလာတယ်နော်တတင်းကိုရင်ကြွလာတော့ပထမတော့ဟိုဘောက်တွေခွက်ပြီးတော့ဘောက်တွေပါရှိတယ်ပေါ့နော်စားဘောက်တွေပါရှိတယ်နောက်ကိုရင်လေးကြွလာခါနေလူတွေကမြန်မာပြည်သားတွေကတရားနာတဲ့သူတွေကဒါအားကြီးများသွားတော့နော်ကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနော်ပြိတ်တွေလာတယ်နော်လာပြီးတော့ဘောက်တွေတိတ်သွားပါတယ်ပွဲစီစဉ်တဲ့သူတွေရဲ့ညက်ပြင်းမှုကြောင့်တော့မသိဘူးပြန်နော်ဒါကြတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဗုဒ္ဓဘာသာချင်းဆိုတော့တချို့ကဟိုစိတ်ထဲမှာတော့မကောင်းကြဘူးပေါ့ဗျာတရားနာတယ်ဆိုတာဒီတော့လူအများကြီးကိုရင်လေးတရားနာရင်ဘလို့អော်ပြီးတော့ပြောလို့နေရမလဲပေါက်တော့ရှိရမှာပေါ့နော်ဆောင်းပေါက်တွေပါတယ်ကိုရင်လေးကတော့မာချေကိုကြွလာတာတော့ခုချိန်ကြတာပေါ့နော်ရှိသမျှလူတွေအကုန်လုံးလာပြီးတော့တရားကိုရင်လေးရဲ့တရားကိုလာနာကြတာပေါ့နော်အဲ့မှာပြိတ္တိလာပြီးတော့ပေါက်သိသွားတယ်ကွဲစီစဉ်သူတွေကလည်းညက်ပြေးလို့ကြတော့အဲ့ဒါကြောင့်မသိပါဘူးနော်ဘာဖြစ်လို့ဆိုတော့တခုခုလောက်တော့မယ်ဆိုတော့တရားဝင်တင်ရတယ်ဗျာဟိုပါတရားဝင်လက်မှတ်တွေပေါ့နော်တရားဝင်တက်ဆိုင်ရာဌာနတွေရဲ့ခွင့်ပြုချက်ယူရတာဒါလည်းမြန်မာပြည်မှာပါမြန်မာပြည်မှာဟိုပါဗါလဲမြန်မာပြည်မှာလည်းဒီလိုပဲသွားရတာပေါ့နော်ဒါပေမဲ့ဟိုခုတရားခွဲမှာတာဝန်ရှိတဲ့လူတွေကလာတာဆိုတာဘောက်တွေပိုင်းလာသိမ်းသွားတယ်ဆိုတော့တရားနာခွဲမပေးဘူးပေါ့နော်ကိုရင်လေးကြွလာပါပြီနော်ကိုရင်လေးကြွလာပါပြီချင်းယူစရာကောင်းပါတယ်မြန်မာလူမျိုးတွေနဲ့နဲတာမဟုတ်ဘူးနော်လာကြတာကွင်းတစ်ကွင်းလုံးပြည့်ရှံတော့အဲဝေလာတနင်္ဂနွေဈေးကွင်းမှာနော်အဲ့တော့ဟိုတည်ပေါ့နော်တည်ဟိုဘာလဲဆိုတော့စိတ်မကောင်းဘူးပေါ့နော်ကိုရင်လေးလာတဲ့ချိန်ကျရင်တရားမနာရဘူးပေါ့နော်ကိုရင်လေးတရားကိုနာကြခွင့်မရဘူးပေါ့နော်အဲ့မှာဟိုသူများနိုင်ငံဆိုတော့တခုတော့အသက်လို့နေဆိုတော့စုပြောသွားတဲ့စကားလုံးတွေအမတန်မှန်ပါတယ်အသက်နေဆိုပြီးတော့ထိုင်းရောက်တဲ့ချိန်မှာပြောတော့တချို့တွေကနာကြတယ်အသက်နေဆိုပြီးတော့ဒေါ်စုကလာကျိန်းသွားတဲ့ပုံစံမျိုးတကယ်တော့ကျွန်တော်ဟိုဒေါ်စုပြောသွားတဲ့စကားလုံးကလည်းဗာလဲဆိုတော့အခုချိန်ဒီမှန်နေတော့ပဲเนาะကျွန်တော်တို့သိရပါပြီကျွန်တော်တို့เนาะဒါနာကကောင်းမှုကြောင့်အတိတ်ကောင်းမှုကြောင့်လူဖြစ်လာပြန်တော့လေတတိဘွားကိုရောက်ရွှေလင်းမန်းနဲ့အချင်းစီမင်းတွေပမာရွှေရောင်တောင်း